ဒီကားနဲ့ကြမှာကျွန်တော်ခံလိုက်ရတာပေါ့နော်ပုံမှန်ဆိုအဲ့လိုမျိုးစုံတော်ကားရေးဆိုရင်ဘယ်သူကအဲ့လိုမျိုးလူသက်တရားခံဆိုကျွန်တော်မှန်တတ်တယ်ပေါ့နော်ဒီကားနဲ့ကြကျွန်တော်မှန်တာလိုမျိုးလုံးလွဲသွားတဲ့ရုပ်ရှင်လို့ပြောလို့ရတယ်ပြောမဆိုဒီရုပ်ရှင်ကစိတ်ချမ်းသာပြီးတော့ပို့ပေါ်ပါနဲ့မျက်စိပတာရဖြစ်ပြီးကြည့်လို့အရန်ကောင်းတဲ့ရုပ်ရှင်လို့ပြောလို့ရတယ် IMDb အနေနဲ့လည်း7.1အထက်မှာရှိတယ်လို့ကျွန်တော်တို့ဒီ Candy Book မှာလည်းလုံးဝစုတွေပါတွေကိုရပြီးတော့လူကြိုက်တော်များရလို့ပြောလို့ရရုပ်ရှင်တွေမှာပါတယ်ဘာလို့ဇလန်းဆက်အိမ်လည်းကောင်းလို့ဇလန်းရိုက်ချက်တွေကလည်းတော်တော်လေးမိုက်တယ်နူးညံ့နေပေါ့ဗျာကြည့်ရတာလိုမျိုးပို့ပေါ်ပါလည်းဖြစ်သလိုဇလန်းအဲ့လိုမျိုးတကားလုံးလိုမျိုးဆက်ရှိန်တက်နေပြီးတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ H-Man မင်းသားကြီးကအဓိကဇာတ်ကောင်ပေါ့နော်။ तू ကမြို့ဝင်လေးတစ်မြို့မှာတိုးတွေမွေးရင်းနဲ့ဘွားကိုအေးဆေးဖြတ်တန်းနေတဲ့လူတစ်ယောက်ပေါ့နော်။ तू ကအဲ့လိုမျိုးညစီညတိုင်းတိုးတွေကို तू ကစိတ်ဝင်စားစရာကောင်းတဲ့စုံနောက်ဝတ္ထုတွေအများနဲ့ဖတ်ပြရရှိတယ်။တိုးတွေကလည်း तू ဖတ်ပြတဲ့စုံနောက်ဝတ္ထုတွေတော်တော်လေးသဘောကျတယ်။ညစီညတိုင်းနားထောင်နေတယ်ပေါ့နော်။ဒီတိုးတွေမှာမှအဲ့လိုမျိုးလီလီဆိုတဲ့တိုးလေးတစ်ကောင်ရှိတယ်။ तू ကအရန်ညံကောင်းတယ်။ဒီစုံနောက်ဝတ္ထုတွေမှာဆိုဘယ်သူကတရခံဆိုတော့ तू ကနောက်နေ့ဖတ်မပြခင်မှာဒီနေ့ဒီသူ့ရဲ့တိုးတွေအများရှင်းပြလေးရှိရပေါ့နော်။ပြောချင်တာဒီထဲမှာတိုးတွေကလည်းစကားပြောတယ်ပေါ့နော်။စီကြံနေနဲ့လောက်ထားတာပေါ့။အဲ့အတွက်ကြည့်လို့လည်းအရန်ကောင်းတယ်ဒီလိုနဲ့ကျွန်တော်နည်းနည်း spoil လိုက်ပေါ့နော်ဒီမင်းသားကြီးကမထင်မှတ်ဖက်နဲ့အသက်ခံလိုက်ရတယ်သူတို့ရဲ့တခင်အသက်ခံလိုက်ရတာပေါ့နော်သူတို့ရဲ့ဒီတခင်အသက်ခံလိုက်ရတာကိုဒီတိုးတွေကစုပြီးတော့သူတို့ရဲ့တခင်ကိုဘယ်သူတက်တာတော့ဆိုတာကိုစုံတော့လုပ်ပြီးတော့တရားခံကိုရအောင်ရှာဖွေပေးသွားတာပေါ့နော်အဲ့လိုမျိုးပြောလိုက်လို့မျိုးတိုးတွေမျိုးပိုတိုးတွေရှောက်လို့တာမဟုတ်တကယ်ကိုဘယ်သူကလူသက်တခင်ပေါ့ဆိုတော့ဒီတိတ်ဆန်နေရဲ့တဘာဝအတိုင်းပစ္စည်းတွေအဲ့လိုမျိုးရဲတွေကိုယူပြီးတော့ပြရအဲ့လိုပုံစံမျိုးပေါ့နော်ဟိုလိုမျိုးကျွန်တော်ကတ်တွန်းကားလိုပုံစံကြီးလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါကိုအဓိကပြောချင်တယ်ပေါ့နော်ပြောချင်တာလို့ရုပ်ရှင်ရဲ့အရသာဆိုတာဒါမျိုးကိုပြောတာလုံးဝ quality ပဲပေါ့နော်ဒီရုပ်ရှင်ကအဲ့လိုမျိုးကြည့်နေနေတဲ့ဒီဇိုင်းစိမ့်နဲ့တော်တော်လေးကိုကောင်းတယ်ပေါ့နော်သူတို့တွေအဲ့လိုမျိုးခုနကျွန်တော်ပြောသလိုမျိုးပေါ်ပြီးပြောပြမဟုတ်ဘဲနဲ့ကြည့်ရတော်တော်လေးအထိပ္ပယ်ရှိတယ်ဒီထဲမှာပါတယ်လို့စကားလုံးအသုံးလုံးချင်းစီတိုင်းကဘဝအတွက်အတူယူဖို့ကောင်းနိုင်လေအများကြီးပါတယ်ပေါ့နော်ဒါကြောင့်ရုပ်ရှင်လေးတော့တေချာချိန်ပေးပြီးကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်